Hello အားလုံးပဲမင်္ဂလာပါခရစ်ပါအီစာချစ် page ကကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ဂျပန်ခေါင်းစည်းကြိုးလေးထုတ်ပြမှာဖြစ်ပါတယ်လိုအပ်တဲ့ပစ္စည်းလေးတွေကိုလည်းစာမရေးပြီးတော့ပြောပြထားတယ်တော့ပတ်တန်လေးတွေကိုလည်းမိမိတစ်ချက်ချင်းရှင်းပြပါမယ် make cotton 5 line လိုအပ်မယ် home number လေးကတော့စာလေးရေးပြီးထားတယ်နော်စာလေးရေးပြီးတော့ကြည့်ထုတ်လို့ရတယ်ဒါကတော့အယောင်လေးက4ရောင်လိုအပ်မယ်ဒါလေးက 2.5 mm hopefully ရယ်ပြီးရင်3 millimeter hopefully ရယ်ပြီးရင်အလေးရယ် needle လေးပေါ့နော်အလေးရယ်ပြီးရင်ဒါကောင်းစီကွင်းလေးဖြစ်ပါတယ်ဒါလေးကတော့ကက်ကြီးလေးပါခြေစားညက်ဖြတ်ပေါ်ပေါ့နော်ရေဦးဆုံး3ခေါင်းစီချိုးရဲ့နောက်ခံလေးအရင်ထုတ်ပြမယ်ပေါ့နော်အရင်ဆုံး measuring လေးလုပ်လိုက်မယ် measuring လေးလုပ်ပြီးတော့အနံပါတ်ကကြတော့3 mm လေးပေါ့နော်3 mm လေးနဲ့စထိုးပါမယ်ခွင်းလေးတွေကိုထည့်ပြီးတော့ချိန်ဝမ်းထိုးမယ်ပြီးSC ပေါ့နော်တိုင်တူလေး6တိုင်အဲခွင်းလေးတွေကိုတိုင်တူ6တိုင်ပတ်လေးထိုးပေးရပါမယ်မိလိုအပ်တဲ့ပစ္စည်းလေးတွေကိုလည်းရေးပြထားတယ်နော်ပတ်တန်လေးတွေကိုလည်းတစ်ချက်ချင်းရေးပြသွားတယ်မိဒါလေးကအရန်လွယ်ကူရွှေရှင်လို့ထိုးပြတာဖြစ်ပါတယ်ဒီမှာနော်အခုကျိုးအစည်းစားလေးဆွဲစုပြီးတော့ဒီအနောက်ကပေါ့နော်ဒီစားခဲ့တယ်ပေါ့နော်တိုင်တုံလေးရဲ့အပေါက်လေးနဲ့ကျိုးစားလေးကိုတခါလေးတိမ့်ပြီးတော့ဆွဲလိုက်မယ်ပေါ့နော် split ပေါ့ရှက်ကောလုပ်ပြီးတာနဲ့မိတပေါက်ကို increase ပေါ့နော်6တိုင်ဆိုတော့12တိုင်တိုင်တုံထိုးပါမယ်တပေါက်ကို6တိုင်နဲ့ပတ်လေး12တိုင်ထိုးရမယ်ထိုးတဲ့အချိန်မှာမိက6တိုင်မှာခေါင်းစည်းကွင်းလေးထည့်မယ်ပေါ့နော်6တိုင်မှာခေါင်းစည်းကွင်းလေးထည့်ပါမယ်နောက်တစ်တိုင်ပေါ့နော်6တိုင်ပြည့်သွားပြီဆိုရင်ခဏလေးထားလိုက်ပါခဏလေးထားပြီးတော့1 2 3 4 5 6တိုင်ပြည့်သွားပြီဆိုတာနဲ့ဘာလို့လဲဆိုခေါင်းစည်းကွင်းလေးကိုယူလိုက်မယ်ယူပြီးတော့ခေါင်းစည်းကွင်းလေးကိုထည့်လိုက်မယ်ပေါ့နော်ခေါင်းစည်းကွင်းလေးထည့်ပြီးတော့နောက်ထပ်ပေါ့နော်ဒီမှာသူ့ရဲ့နောက်တစ်ပေါက်မှာတိုင်ပွားပေါ့နော် increase လုပ်မယ်နောက်တစ်ပေါက်မှာလည်း increase တိုင်ပွားလုပ်မယ်နောက်တစ်ပေါက်မှာလည်း increase တိုင်ပွားလုပ်မယ်ပေါ့နော်အဲ့လိုပတ်လေးလေးနဲ့12တိုင်တူလေးထိုးပေးရမယ်ပြီးခေါင်းစည်းကွင်းလေးပြင်ညက်မယ်ညက်ပြီးတာနဲ့ဘာလုပ်လဲဆိုရင် slit stitch ပေါ့နော်ရှက်ကော်လေးကိုထိုးလိုက်မယ်ပေါ့နော်ရှက်ကော်လေးထိုးပြီးတာနဲ့ chain 1လေးထိုးရမယ်ပေါ့နော် chain 1ထိုးမယ်ပြီးကြရင်နောက်ထပ် round 3ပေါ့နော် round 3ရကြတော့ရိုးစုံတိုင်တူထိုးမယ်ပြီးရင်တိုင်ပွားထိုးမယ်အဲ့လိုပတ်လေးတိုင်တူတစ်ချက်ပြီးရင်တိုင်ပွားတစ်ချက်အဲ့လိုပတ်လေးထိုးသားပေးရပါမယ်ပြီးရင်တိုင်တူတစ်ချက်တိုင်ပွားတစ်ချက်အဲ့လိုပတ်လေး6ခါထိုးပေးပြီး16တိုင်လို့sorry မသားနော်18တိုင်လို့ရပါမယ်အားလုံးပေါင်းတိုင်တူလေး18ခုရပါမယ်ပတ်လေးနဲ့ထိုးသားပေးပါဒါကတော့အောက်ခံပေါ့နော်အောက်ခံခေါင်းစည်းကွင်းလေးထိုးပြတာဖြစ်ပါတယ်တခြားခေါင်းစည်းကွင်းလေးတွေထိုးမယ်ဆိုရင်လည်းဒီဥစ္စာလေးထိုးပြလို့ရတယ်နော်ဒီလိုမျိုးခေါင်းစည်းကွင်းလေးထိုးမယ် round 4ကကြတော့ပတ်လည်းတိုင်တူလေးတွေထိုးသားပေးပါမယ်တိုင်တူအားလုံးပေါင်း18တိုင်ဖြစ်ရပါမယ်တခြားခေါင်းစည်းကွင်းလေးတွေထိုးမယ်ဆိုလေဒီပတ်တန်လေးကိုချိန်ပြီးတော့ထိုးလို့ရပါတယ်ရှင်ဒီပတ်တန်လေးကိုကြည့်ပြီးတော့ကိုပွားရင်ပွားသလောက်ပေါ့နော်တိုင်ဝါလေးထိုးလို့ရပါတယ်ဒါကတော့မမေကတော့အလေလက်လေးအပွင့်လေးထိုးမှာဆိုတော့ဒီလောက်ပဲပေါ့နော် round 40ပဲထိုးပါမယ်တခြားခေါင်းစည်းကွင်းလေးထိုးမယ်ဆိုလေဒီအောက်ခံလေးကိုကြည့်ပြီးတော့ထိုးလို့ရပါတယ်ဒါဆိုရင်ပြီးသွားပါပြီပြီးသွားပြီဆိုရင်ခြေစားလေးကိုကက်ကြီးလေးနဲ့ညက်ဖြတ်လိုက်မယ်ညက်ဖြတ်ပြီးတော့ခြေစားလေးကိုသိမ့်မိမယ်ပေါ့နော်ခြေစားလေးကိုသိမ့်မယ်အန်ဒီနဲ့ခြေစားသိမ့်လိုက်ပါမယ်မိရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ဖို့မမေ့နေအောင်နော် YouTube channel ကလည်း crochet by အစာကြီးပါပဲ TikTok ကတော့နာပြီပါFacebook page လည်းရှိရနော် Facebook page ကျတော့မိသိမ run ပေါ့နော်မိရဲ့ run တာ YouTube ရဲ့ TikTok ရဲ့ run ပါတယ်TikTok မှာ10မိနစ်ပဲရတယ်ပေါ့နော် TikTok မှာ10မိနစ်ရတဲ့အတွက်ကြောင့်မို့ TikTok ကိုကြည့်ပေးပါတကယ်လို့မပြီးဘူးဆို YouTube channel လေးကိုကြည့်ပေးပါတင်ပေးထားပါတယ်ပေါ့နော်ဗီဒီယိုဒါလေးကတော့ပညာဒါနလေးဖြစ်ပါတယ်မိဖုန်းလေးကမကောင်းပေါ့နော်မကောင်းမင်းနဲ့ဗီဒီယို editing လေးတွေလုပ်ပြီးတော့တင်ပေးထားခြင်းဖြစ်ပါတယ်ဝါသနာတူလေးတွေလိုက်ထိုးလို့လည်းရပါတယ်မိဒီကောင်းစီကူနီကအရန်ကိုလွယ်ကူပြီးတော့ရိုးရှင်းလို့ပါဒါလေးလည်း measuring လေးလုပ်လိုက်မယ်ပေါ့နော်ခုနကတိုင်တို့6တိုင်ခွင်းလေးတွေကိုထိုးပါမယ်ဒါလေးကဒီချီလေးကအညိုလေးဆိုတော့လေဒါလေးကကျတော့အဖူးလေးလုံးမှာဆိုအညိုလေးဆိုတော့တိတ်တော့မမြင်ရဘူးပေါ့နော်1 2 3 4 5 6တိုင်လေးထိုးမယ်ထိုးပြီးတာနဲ့တခါတည်းရှက်ကော်လေးပေါ့နော်
ရှက်ကော်လေးချီစားလေးဆွဲဆုလိုက်မယ်ဆွဲဆုပြီးတော့ slit stitch ပေါ့နော် slit stitch ဆိုတာရှက်ကော်လေးလုပ်ပြီးမယ်ပေါ့နော်ရှက်ကော်လေးလုပ်ပြီးပြီးတာနဲ့ချီစားလေးကိုတစ်ခါလေးတိမ်သွားပေါ့နော်ချီစားလေးကိုတစ်ခါလေးတိမ်ပေးရပါမယ်ချီစားလေးတွေတိမ်ပြီးဆိုရင်တော့ back flute လေးကိုထိုးပေးမယ်ပေါ့နော် round 2အနေနဲ့ back flute ဆိုတာခုနတိုင်တို့ထိုးရတဲ့အပေါက်အပြည့်မဟုတ်ဘဲနဲ့ဒုတိယလေးပေါ့နော် back flute မှာ increase လုပ်သွားမယ်ပေါ့နော် split stitch ရလည်း back flute မှာပဲထိုးမယ်နောက်ထပ် chain ပေါ့နော် chain လေးနဲ့ increase ဒုတိယလေးပါပေါ့နော်တိုင်တို့ထိုးတဲ့ဒုတိယတိုင်လေးမှာပေါ့နော်ဒုတိယတိုင်လေးမှာ increase လုပ်သွားပါမယ်ဖုန်းလေးကလည်းနည်းနည်းအညူဆိုတော့တေချာကြည့်ပေးပါဒါဒုတိယတိုင်လေးနော်ဒုတိယတိုင်လေးမှာမမေ increase တွေလုပ်သွားပေးပါမယ် increase ဒါကြတော့ပွင့်ဖူးလေးလုပ်မှာပေါ့နော်အထဲထဲကနေပြီးတော့လုပ်မှာဆိုတော့ဒုတိယပေါက်လေးမှာ back loop လေးမှာ increase လေးလုပ်သွားပေးပါမယ်ပတ်လည်းအားလုံး increase 12တိုင်ပေါ့နော်တိုင်တို့လေး12တိုင်ရအောင်ထိုးပေးရပါမယ်ရှင်မင်းစကားပြောမြန်တာတော့နည်းနည်းလေးထက်သွားတာရှင်ခွင့်လွှတ်ပေးပါနော်အဲဒါဆိုတော့မမေရဲ့ mic ကလည်းတိတ်မကောင်းဘူးပေါ့နော်အဲဆိုရင် back loop လေးမှာ this tip ပေါ့နော်ရှက်ကော်လေးဆက်လိုက်မယ်ပြီးချိန်1ဟဲ့ back loop မှာပဲတိုင်တုံထိုးမယ်ပြီး increase တိုင်ပွားထိုးမယ်ပေါ့နော်အဲ့လိုပတ်လေးဆက်ထိုးပေးရပါမယ်အဲ့ဒါကဒုတိယတိုင်လေးတွေမှာပဲနော်ပထမတိုင်မှာမဟုတ်ပါဘူးနော်အညိုရောင်လေးဆိုတော့တိတ်ပြီးတော့မမြင်ရဘူးပေါ့နော်ဒါကြောင့်မလို့တိတ်ပြီးမမြင်ရတဲ့ဖြစ်တဲ့ကြောင့်မလို့နည်းနည်းလေးတော့အားဆိုင်ပြီးတော့လိုက်ထိုးမဲ့လူလေးတွေကြည့်ပေးပါမမေနဲ့ညဘက်ကြီးမှာထိုးရတယ်ဆိုတော့အားဆိုင်ပြီးတော့ထိုးရပါတယ်ပထမကတော့မမေအယောင်တယောင်ပြောင်းမွေးလို့ပဲပေါ့နော်ဒါပေမဲ့တစ်ခါလေးတပွင့်နေပြီးတော့မမေဒီရောင်လေးကိုပဲသုံးလိုက်ခြင်းဖြစ်ပါတယ်မရှင်းတာရှိရင်လည်း comment မှာမေးလို့ရပါတယ်မမေ TikTok channel မှာလည်းတင်ပေးမယ် YouTube channel မှာလည်းတင်ပေးမယ်ဝါသနာတူတွေလိုက်ထိုးလို့ရအောင်ပေါ့နော်ဒီလိုမျိုးတစ်ပေါက်ကိုဘက်လူလေးမှာတိုင်တူထိုးမယ်ပြီးရင်တိုင်မွားထိုးမယ်အဲ့လိုနေနဲ့ပတ်လေးထိုးပြီးတော့အဲ့ဒီဒုတိယမြောက်အပေါက်လေးမှာပဲဒုတိယမြောက်အပေါက်လေးမှာပဲရှက်ကော်လေးနဲ့ရှက်လိုက်မယ်ပြီးရင်ချိန်1ပြီးရင်ပတ်လေးပေါ့နော်ပတ်လေးထိုးပေးရပါမယ်မြင်မြင်နဲ့မားသွားလို့ပေါ့နော်ဒုတိယအပေါက်လေးမှာပြန်ပြီးတော့ထိုးပေးပေါ့နော်အမားပိုင်လေးခွင့်လို့ပါမမေကအခုမှစပြီးတော့စူးစမ်းနေစေလူတယောက်မလို့ပေါ့နော်စူးစမ်းရင်တော့ဘာမှမဆိုဖြစ်နိုင်တယ်ပေါ့နော်ကိုရောက်မဲ့ပန်းနိုင်ကိုမဖူးချင်တဲ့ခရီးနေလို့ပဲဖြည်းဖြည်းပဲသွားပါတယ်မမေရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးဖို့မမေ့နေအောင်နော် like follow လေးလုပ်ပေးပါမမေတောက်ချနေတိုင်းအားသလိုချီဘလော့လေးတွေတင်ပေးမယ်ပြီးရင်ချီပညာဒါနလေးတွေလည်းတင်ပေးသွားပါမယ်ဒါလေးပေါ့နော်ဒါကတော့ပတ်လေးပေါ့နော်နောက်ဆုံး round 4ပတ်လေး back flute လေးမှာပဲ18တိုင်တို့18တိုင်ပတ်လေးထိုးပေးပါမယ်တိုင်တို့လေး18တိုင်ပြည့်သွားပြီဆိုတာနဲ့မင်းပေါ့နော်ရှက်ကော်လေးနဲ့ရှက်လိုက်မယ်ပေါ့နော်ပတ်လေး18တိုင်လေးထိုးပေးပါထိုးပြီးပြီးတာနဲ့ဘာလုပ်လဲဆိုရင်ရှက်ကော်လေးရှက်ပေးမယ်ပေါ့နော်ရှက်ကော်လေးရှက်ပေးပါရှက်ကော်လေးရှက်တာနဲ့ဒါဆိုရင်အဖူးလေးစလုပ်လို့ရပြီပေါ့နော်ဖူးလေးစလုပ်လို့ရပြီဆိုတော့မင်းနည်းနည်းလေးချီလေးဖြန့်နေနဲ့ကက်ချီလေးနဲ့ညှက်ဖြတ်ပေးပါမယ်ပြီးရင်ခြေစားလေးကိုတိမ်မိလိုက်ပါမယ်ခြေစားလေးကိုတိမ်ရင်လည်းတည်တက်လေးနဲ့တိမ်လို့ရပါတယ်ဒါလေးကိုဟိုပဲဥစားလေးတွေထည့်လိုက်ပါတော့ခြေစားလေးကိုထည့်မယ်ထည့်ပြီးတော့အတွင်းသားလေးတွေကိုပြန်ပြီးတော့ခြေစားတိမ်မိလိုက်ပါဒါဆိုရင်ပွင့်ဖူးလေးဖြစ်တော့မယ်ပေါ့နော်အဖူးလေးဖြစ်တော့မယ်ပြီးရင်မလိုလားတဲ့ခြေလေးတွေကိုကက်ချီလေးနဲ့ညှက်ဖြတ်လိုက်ပါမယ်ဒီနားနဲ့ဒီနားတစ်ခုပဲလောက်ဝင်တာပေါ့နော်ဒါဆိုရင်ကာလာလေးချိန်မှာဖြစ်တဲ့အတွက်ကြောင့်မလို့မင်း SI လေးနဲ့ပြောင်းသွားပါတယ် 2.5 mm ဟုတ်လေးပြောင်းလိုက်ပါတယ်ဘာလို့ဆိုပွင့်ဖူးလေးတွေကချစ်လေးနဲ့လောက်အောင်လို့ပေါ့နော်မင်းပြန်ပြီးတော့အဲ့ဒီ number site လေးကိုလည်းပြောင်းလိုက်တယ်ပြီးရင်အယောင်လေးချိန်မိမယ်အဲ့မှာနော်မင်းခုနောက်မှာဒုတိယလူမှာကျန်ခဲ့တဲ့အပေါက်လေးတေချာထိုးမယ်နော်အဲ့မှာအဲ့နားလေးကနေပြီးတော့ထိုးမယ်ဘယ်လိုထိုးမလဲဆိုတော့ chain 3ထိုးမယ် chain တစ်တိုင်နှစ်တိုင်chain တစ်တိုင်နှစ်တိုင်3လိုင်း chain 3လိုင်းထိုးမယ်နော် chain 3လိုင်းထိုးလို့သူ့ရဲ့ဒီပထမစခဲ့တဲ့ chain လေးမှာ slit stitch လေးပေါ့ပုံစံလေးပေါ့နော် pop လုပ်ပြီးတော့နောက်တဲ့တစ်တိုင်ပေါ့နော်ဒါလေးနည်းနည်းလောက်ဝင်နေနောက်တဲ့တစ်တိုင်မှာခြေစားလေးကိုတစ်ခါလေးတင်သွားမယ်ပြီးရင် short cord လေးနဲ့ slit stitch လေးနဲ့လောက်လိုက်မယ်ပြီးရင် chain 3လိုင်းထိုးမယ်ပြီးရင်ဆက်စချင်း chain လေးကို pop ကုန်းပုံစံလေးပေါ့နော် pop slit stitch လေးလောက်လိုက်မယ်ဒီနောက်တစ်ပေါက်မှာ short cord လေးလုပ်မယ်အဲ့လိုနဲ့ပတ်လေး6ခုလုပ်ပြီးမယ်ပေါ့နော် row 3 row လုပ်ပြရပါမယ်
အပေါ်မှာတက်ခဲ့တဲ့6တိုင်ဆိုရင်ပွင့်ဖူးလေးကလည်း6ခုရှိပါမယ်အဲ့လိုပတ်လေးနဲ့မင်း3ရိုးပေါ့နော်ထိုးသွားပေးပါမယ်ဒီနားလေးကတော့နည်းနည်းလေးလောက်ဝင်နေပေါ့နော်စိတ်လေးရှိရတယ်လက်လေးဝင်ပါတယ်ဒီမှာချီစားလေးကိုတိမ်ပြီးတော့တစ်ခါတည်း split stitch လေးလုပ်ပေးပေါ့နော်အဲ့လိုနဲ့ပတ်လေးထိုးပေးရပါမယ်ဒီမှာ chain 3ထိုးပြီးရင်ဒုတိယမှာ pot split stitch လေးလုပ်မယ်ပြီးရင်နောက်တစ်ပေါက်မှာရှက်ကော်လေးနဲ့ပြန်ရှက်ပေးမယ်ပေါ့နော်ချီစားလေးကိုတစ်ခါတည်းတိမ်သွားပါအဲ့လိုနဲ့ပတ်လေးပေါ့နော်3 row ပေါ့နော်3တန်းလေးလုပ်ပေးပါမယ်နောက်တစ်ပေါက်မှာရှက်ကော်လေးနဲ့ရှက်မယ်ပြီးရင် chain 3လုပ်ပေးပါမယ်ဒီနားလေးကတော့နည်းနည်းတော့လက်ဝင်နေဒါပေမဲ့တတိချာလိုက်ကြည့်ပြီးတော့ထိုးပါမိမိနဲ့ဝါသနာထူတဲ့လူတွေအကုန်လုံးလိုက်ထိုးလို့ရပါတယ်ဒီ handmade လေးတွေဆိုတာကပေါ့နော်ဒါလေးတွေကပြန်ရောင်းလဲရတယ်ပြီးတော့ကိုချစ်တဲ့သူကိုခင်တဲ့သူကိုလည်းလက်ဆောင်ပေးရတာအရန်ကိုတမိုးရှိရဲ့အရာလေးတွေဖြစ်ပါတယ်မိမိကတော့ဒီလိုမျိုးမအားတဲ့ဂျာလေးတွေကချီဖလော့လေးတွေလုပ်တယ်လုပ်ပြီးတော့ပညာဒါနလေးပေါ့နော်မိမိမှာအလိုမလုပ်နိုင်ဘူးအလိုမလုပ်နိုင်တော့ပညာဒါနလေးဖြစ်တဲ့ချီပညာဒါနကို YouTube channel မှာလည်းတင်ပေးထားသလို TikTok လေးမှာ10မိနစ်ရရင်10မိနစ်ဗီဒီယို vlog လေးတွေတင်ပေးပါရှင်မိမိရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ဖို့မမေ့နဲ့အောင်နော်ချိုင်းနေတဲ့တဲ့ဆိုရင်လည်းခေါင်းလောင်းလေးနှိပ်ပြီးတော့ like ပေးသွားပေးပါဦးဒီနာဘီဆိုတဲ့ TikTok channel လေးကိုလည်းချိုင်းနေတဲ့ဆိုရင်အသေးလေးတွေပေးသွားပါနောက်ဆိုရင်လည်းမိမိစူးစမ်းပြီးတော့ခေါင်းစည်းချိုးလေးတွေကလစ်လေးတွေအရန်လက်ကိုရုပ်ရှင်တဲ့ကလစ်လေးတွေကိုပညာဒါနအနေနဲ့ထိုးတင်သွားဖို့ရှိပါတယ်ဒါလေးကဖုန်းမကောင်းတဲ့ဂျာလေးတွေကပေါ့နော်အကောင်းဆုံးစူးစမ်းပြီးတော့ video editing လုပ်ပြီးတော့မိမိတည်တည်ချာချာ recording သွင်းနေနားမလည်တာရှိရင်လည်းမိမိပေါ့နော်ဒီဗီဒီယိုရဲ့ comment မှာလာပြီးတော့ပေါ့နော်မေးလို့ရပါတယ်မိမိဖြေပေးပါမယ်တက်နိုင်လောက်စူးစမ်းပြီးတော့ပေါ့နော်မိမိလည်း professional မဟုတ်ပါဘူးစူးစမ်းနေသေးပါလိုက်ပြီးတော့ထိုးကြည့်ပါအားလုံးကိုဖိတ်ခေါ်ပါတယ်ဒီလိုပတ်လေးနဲ့မြင်ထိုးလိုက်တော့မယ်နော်ပတ်လေးထိုးပေးပါပတ်လေးထိုးပြီးတော့3တန်းမြောင်ရက်လိုက်ပေါ့နော်ဒီမှာချီစားလေးကိုခက်ချီလေးနဲ့မျက်စာသိမ်းပြီးတော့ပတ်လေးထိုးပေးပါစစ်လုပ်မယ်ပေါ့နော်မိမိရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးပါအောင်အဲ့ဒါပဲခဏပြောနေရတဲ့အကြောင်းရင်းကတော့မိမိပေါ့ကြိုက်နေတဲ့တဲ့ဆိုရင်လည်းအသေးလေးတွေပြီးသွားပေးပါမိမိကတော့ဒီလိုမျိုးပတ်လေးထိုးသွားပေးပါမယ်ဒီဗီဒီယိုကြည့်ရှုတဲ့သူတယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်ဗီဒီယိုဆုံးသွားရင်လည်းကျေးဇူးတင်နေမပြောလိုက်ရမှာဆိုလို့ပေါ့နော်ဒီဗီဒီယိုလေးမပြီးခင်တော့မှမိမိကကျေးဇူးအများကြီးတင်နေချောင်းပြောတာပါမိမိရဲ့ TikTok မှာလည်းပေါ့နော်တင်ပေးပါမယ် TikTok မှာတော့10မိနစ်ပဲရတယ်နော်ဒီလိုနဲ့ပတ်လေးတွေထိုးသွားပြီးမယ်အားလုံးပေါင်း3လို့ဖြစ်ရပါမယ်3လို့ဖြစ်သွားပြီဆိုတာနဲ့ခြေစားလေးကိုတင်ရပါမယ်ဒီလို stitch လေးလုပ်လိုက်ပေါ့နော် short cord လေးလုပ်လိုက်ပြီး popcorn လေးလုပ်လိုက်အဲ့လိုမျိုးလေးပေါ့နော်ဒါကတော့ပွင့်ဖူးလို့ခေါ်တာပေါ့နော်ပွင့်ဖူးလေးပေါ့နော်ကြာဘူးပုံစံလေးထိုးတာပါကြာဘူးပန်းပုံစံလေးပေါ့နော်အဲ့လိုနဲ့ပတ်လေးစီ3လိုက်ထိုးပြီးတော့ဒီလိုမျိုးလေး stitch လေးလုပ်ပြီးတော့ခြေစားလေးကိုတင်လိုက်ပါမယ်စကားလေးတွေကလည်းနှခါပြန်လေးတွေဖြစ်သွားရင် sorry ပါနော်ဒီတိုင်းပေါ့နော်တောက်ချနေတိုင်းမိတင်ဖို့တော့အစီအစဉ်ရှိရဲတကယ်လို့ chip vlog လေးတွေမတင်တော့မိတပိုင်းတနိုင် activity လေးတွေကိုလုပ်ပြီးတော့မိရဲ့ TikTok channel မှာတင်ပေးပါမယ် YouTube channel ကတော့မိတီးတက်မယ်နော်ချီထိုးတဲ့တီးတက်နေပဲတင်ပေးပါတယ်တကယ်လို့ချီထိုးတဲ့ဝါသနာတူတွေကြည့်ချင်နေဆိုရင်တော့ YouTube channel လေးကိုတွားကြည့်ပေးပါကြိုက်နေတဲ့ဆိုရင်လည်း bell လေးနဲ့ခဲ့ပြီးတော့ subscribe လေးပေးခဲ့ပါအောင်ပေးတဲ့သူတယောက်ချင်း subscriber ပေးတဲ့သူတယောက်ချင်းတွေကိုလည်းကျေးဇူးတင်ပါတယ် like and follow လုပ်ပေးတဲ့ကျေးဇူးတင်ပါတယ်အခုပွင့်ဖက်လေးထိုးတော့မယ်ပေါ့နော်အပြန်ချိန်လိုက်ပါပြီအနံပါတ်က3 mm ပေါ့နော်3 mm နဲ့ဒီမှာပွင့်ဖက်ရဲ့အဖူးလေးရဲ့နှစ်ခုကိုမိထိုးမှာဖြစ်ပါတယ်ခေါင်းစည်းကြိုးလေးနဲ့တွဲပြီးတော့မိထိုးပြမှာဖြစ်ပါတယ်ဟိုဘက်ပေါက်ဒီဘက်ပေါက်လေးကိုထိုးလိုက်မယ်ထိုးပြီးတော့ချီစားလေးပေါ့နော်ပွင့်ဖက်လုံးမဲ့ချီစားလေးအခင်းအောင်လေးကိုဆွဲယူလိုက်တယ် chain နှစ်ခုတက်လိုက်တယ်တက်ပြီးတော့အဲ့ chain နှစ်ပေါက်တက်တဲ့အပေါက်ထဲမှာပဲမင်းက HDC ပေါ့နော် HDC ဆိုတာတိုင်လက်ထိုးမယ်
ပတ်တန်လေးတွေကိုလည်းအောက်မှာရေးပြသွားတယ်နော်တစ်ချက်ချင်းစီတကယ်လို့နားမလဲတာရှိရင်အပတ်တန်လေးကြည့်ပြီးတော့ထိုးလို့ရတယ်ပြီးရင်နောက်ထပ်တိုင်ရှည်ပေါ့နော်တိုင်ရှည်ထိုးတယ်ပြီးရင်နှစ်ရက်တိုင်နှစ်ရက်ရစ်တယ်နှစ်ရက်တိုင်အဲ့ဒီအပေါက်မှာပဲပေါ့နော်တပေါက်ထဲမှာပဲမမေ3ခုလုံးပဲပေါ့နော်တိုင်လက်ရေတိုင်တူရေနှစ်ရက်တင်တိုင်ရင်အဲ့လိုလေးပေါ့နော်ထိုးသွားပေးပါမယ်ထိုးသွားပြီးရင်ချိန်3ကတက်မယ်ချိန်3ကတက်ပြီးရင်အဲ့ဒီချိန်ပထမစတက်ခဲ့တဲ့အပေါက်လေးမှာမမေက stitch ပေါ့နော်ရှက်ကော်လေးရှက်လိုက်တယ်ပြီးရင်နှစ်ရက်တင်တိုင်နဲ့နောက်ထပ် next ပေါ့နော်လို့နောက်ထပ်အပေါက်တစ်ပေါက်ကိုထပ်ပြီးတော့ဟိုဘက်ဒီဘက်ပေါက်ညီအောင်ပေါ့နော်ခြေစားလေးကိုတစ်ခါလေးတင်သွားမယ်နှစ်ရက်ထုံနဲ့ထုတ်လိုက်မယ်ပြီးတိုင်ရှည်အဲ့ဒီအပေါက်လေးမှာပဲခုနကနှစ်ရက်တိုင်ထုတ်ခဲ့တဲ့အပေါက်လေးမှာပဲတိုင်ရှည်ထိုးမယ်ပြီးရင်အဲ့နှစ်ရက်တိုင်ရှည်ထိုးခဲ့တဲ့အပေါက်မှာပဲနောက်ထပ်တိုင်လက်ပြီးချိန်တူချိန်ဆိုတာဖွင့်ပြီးနှစ်ချောင်းတက်ပြီးတာနဲ့အဲ့ဒီအပေါက်မှာပဲ slit stitch ရှက်ကော်လေးရှက်ပြီးတော့နောက်ထပ်တစ်ပေါက်မှာအပေါ်အောက်လေးပေါ့နော်နောက်ထပ်တစ်ပေါက်မှာမင်း slit stitch လေးထပ်လုပ်မယ်ရှက်ကော်လေးလုပ်မယ်ပေါ့နော်ဒါဆိုရင်ဒီမှာပါဒီလိုဖြစ်သွားပါပြီအဲ့ဒါနဲ့မင်းနောက်တစ်ပေါက်မှာချိန်တူတက်မယ်ပြီးရင် DC အဲ့တစ်ပေါက်ထဲမှာချိန်တူတက်ခဲ့တဲ့အပေါက်ထဲမှာပဲခြေစလေးကိုအတွင်းနဲ့ထည့်လိုက်ပေါ့နော်ကချင်ညမဖြတ်ချင်လို့ရင်အတွင်းနဲ့ထည့်လိုက်ပါနောက်တစ်ပေါက်မှာချိန်တူတက်ခဲ့တဲ့ပေါက်မှာပဲတိုင်လိုက်ရေတိုင်ရှင်ရေနှစ်ရက်တင်တိုင်ရေမင်းပတ်လဲထိုးပေးရမှာမယ်နှစ်ရက်တင်တိုင်ရေပြီးရင်ချိန်3ထိုးမယ်ပြီးရင်ဆက်တက်ချင်ပေါက်မှာဒီနှစ်ပေါက်လေးမှာ slit stitch လုပ်မယ်ပြီးရင်နှစ်ရက်တင်တိုင်နဲ့နောက်တစ်ပေါက်မှာပေါ့နော်နောက်တစ်ပေါက်မှာမင်းနှစ်ရက်ထုတ်နှစ်ရက်တိုင်ထုံးနှစ်ရက်တိုင်ထုံးနဲ့ထုတ်လိုက်မယ်ပြီးရင်အဲ့ဒီနှစ်ရက်တိုင်ထုံးတဲ့အပေါက်မှာပဲတိုင်ရှည်ထိုးမယ်နောက်ထပ်တိုင်ရှည်ထိုးခဲ့တဲ့အဲ့ဒီအပေါက်မှာပဲမင်းတိုင်လက်ပြန်ထိုးမယ်ပြီးရင်ချိန်နှစ်ခါတက်မယ်တက်ပြီးတာနဲ့အဲ့အပေါက်မှာပဲ slit stitch လုပ်မယ်အဲ့လိုနဲ့ပတ်လေးပွင့်ချက်လေးတွေကိုထိုးသွားပေးပါပတ်လေးပေါ့နော်ပွင့်ချက်လေးတွေကိုထိုးပေးပါဒါဆိုမင်းခုနပြောခဲ့ဆီလီကွန်မေ့ကြံခဲ့ရနော်ဆီလီကွန်ထည့်ပေးရပါမယ်ပွင့်ချက်လေးတွေပြီးရင်အကုန်လုံးဆီလီကွန်ထည့်ပေးရမယ်ဆက်ချင်းဥစားပြောခဲ့တယ်မှာတော့ဆီလီကွန်ရေးပြထားတယ်ပေါ့နော်ဒါပေမဲ့ဆီလီကွန်မပြလိုက်ရလို့ခုနပြလိုက်တာပါအဲ့မှာပွင့်ချက်လေးတွေကိုပတ်လဲအဲ့လိုမျိုးပတ်တန်လေးတိုင်းလေးပဲပေါ့နော်ထိုးပေးပါထိုးပြီးပတ်လဲထိုးသွားပေးပါအရန်ကိုလက်ကိုရိုးရှင်းနဲ့ကြာပန်းကလလေးဖြစ်သွားပါလိမ့်မယ်တကယ်တော့ဘယ်ရာမှလွယ်ကူတွေဆိုတာတော့မရှိဘူးပေါ့နော်စိတ်ပါဝင်စားရင်တော့အကုန်လုံးဖြစ်မြောက်ပါတယ်ဒါလေးကတော့မင်းပေါ့နော်စိတ်နစ်ပြီးတော့ထိုးရတဲ့ဂျာပန်ကလစ်လေးပါနှစ်ရက်တိုင်တက်မယ်တိုင်တက်ပြီးတော့နှစ်ရက်ထုံပြီးကြရင်နောက်တဲ့တိုင်ရှည်ပြီးရင်တိုင်နဲ့အဲ့လိုနဲ့ပတ်လေးထိုးသွားပေးပါနော်ထိုးသွားပေးလို့ပြီးကန်နည်းလေးအချိန်မှာမင်းဘာလုပ်မလဲဆိုရင်ဆီလီကွန်လေးထည့်ပေးမယ်ပေါ့နော်အဲ့လိုနဲ့ပတ်တန်လေးတွေနဲ့ဘေးနားမှာထည့်ပေးသွားပါနားမလဲရရှိရင်တော့ comment မှာမေးလို့ရပါတယ်အဲ့လိုမျိုးပတ်လေးထည့်ပြီးတော့ဒါလည်းဒီလိုလေးဖြစ်သွားပြီပေါ့နော်အဲ့လိုဖြစ်သွားပြီဆိုတာနဲ့မင်းတို့ဘာလုပ်မလဲဆိုရင်ဒီထဲကိုဆီလီကွန်လေးထည့်မယ်ပေါ့နော်ဆီလီကွန်လေးတွေထည့်ပေးပါမယ်ဆီလီကွန်အများကြီးမထည့်နဲ့နော်အများကြီးထည့်ရင်မလှပါဘူးဖောင်းနေဟုတ်လားဖြစ်သွားမယ်အနေတော်လေးပဲပေါ့နော်အနေတော်လေးပဲထည့်ပြီးတော့ပွင့်ချက်လေးတစ်ဖက်နဲ့နှစ်ဖက်ပေါ့နော်ပြန်ထိုးပြီးပိတ်လိုက်ပါမင်းကတော့ဒီမှာကက်ကြီးလေးနဲ့ပဲထည့်လိုက်တယ်ကို့မှာရှိရပေါ့နော်ဖော့ထည့်တဲ့ဥစားလေးနဲ့လည်းထည့်လို့ရပါတယ်မင်းကတော့ဒီမှာကက်ကြီးလေးပဲရှိတော့ကက်ကြီးလေးနဲ့အနေတော့ထည့်ပေးလိုက်ပါတယ်ဆီလီကွန်ကပြုတ်ဖို့မိချန်ခဲ့တာပါပေါ့နော်ဒီမှာဗီဒီယိုတော့ဝက်လေးမှာမြင်ပြပြီးတော့ပြန်ထည့်ပေးထားပါတယ်အမားပါရင်လည်း sorry ပါဘာလို့လဲဆိုတော့မင်းကမှစပြီးတော့ရမ်းပြီးချီဘလော့လေးလောက်တာပေါ့နော်ချီဘလော့မလောက်တာလည်းအကြောင်းရင်းနဲ့မင်းကအလုပ်ပြင်မှန်းတဲ့အတွက်ကြောင့်မို့ချီဘလော့လေးတိတ်မလုပ်ဖြစ်ဘူးပေါ့နော်အခုနောက်ပိုင်းတော့စူးစမ်းပြီးတော့ချီဘလော့လေးလွယ်ကူရိုးရှင်းတဲ့ကလစ်လေးတွေကောင်းတဲ့ကျိုးလေးတွေနဲ့ပညာဒါနသင်ပေးသွားမှာဖြစ်ပါတယ် YouTube channel လေးကိုတော့ subscribe လုပ်ပေးရနော်မင်းစာလေးတွေလည်းရေးပြထားတယ်နော် Facebook မှာမင်း Facebook လည်းအကောင့်ရှိရယ်နော် crochet ပိုင်းအစားကြီးပါပဲအဲ့ဒီအကောင့်ကိုလည်း like and follow လေးလုပ်ပေးလို့ရတယ်နော်ဒါမဲ့အဲ့ဒီအကောင့်တော့မင်း active မဖြစ်တာများတယ်ဘာလို့ဆိုမင်း Facebook သိမသုံးဘူး YouTube နဲ့ TikTok လောက်ပဲသုံးနေပေါ့နော်မင်းအခုချီထိုးတဲ့ vlog လေးတွေချီထိုးတဲ့ပညာဒါနလေးတွေတင်ကျင်လို့ပေါ့နော်YouTube နဲ့ TikTok တော့သုံးဖြစ်တယ်Facebook တော့မသုံးရဘူးเนาะတကယ်လို့ like and follow လေးလုပ်ချင်နေဆိုရင်လည်း Facebook မှာမင်းရဲ့ crochet by Isaji page ကို
like follow လေးတွေလုပ်ပြီးလို့ရပါတယ်အရင်ကတော့အဲ့ page မှာမင်းဈေးရောင်းနေပေါ့နော်ချီဖိုးလေးတွေပြန်ရအောင်ဈေးရောင်းပါတယ်ဒါပေမဲ့အခုကကျတော့အရင်မလုပ်မင်းကအရင်ပေမှန်းလို့ပေါ့နော် Facebook page တော့မ run ဖြစ်တာတော့ကြာပြီပေါ့နော်တကယ်လို့ဝါသနာတူလေးတွေစိတ်ပါဝင်စားတယ်ဆိုရင်မိမိရဲ့ Facebook page လို့လည်း like follow လေးလုပ်ပေးဖို့မမေ့ပါနဲ့အောင်မိမိ Facebook မှာ like follow လုပ်ပြီးလည်းကျေးဇူးတင်ပါတယ်အခုပေါ့နော်ဗီဒီယိုလေးတွေကိုလည်းပညာဒါနတင်သွားပေးမှာမို့လို့မိမိရဲ့နာဗီဆိုတဲ့ TikTok account ကလေးကိုလည်းသေးလေးတွေပေးသွားပေးပါပြီးရင် follow လေးတွေလည်းလုပ်ပေးပါအောင်အမားလေးတွေပါသွားရင်လည်း sorry ပါမိမိပြုတ်ပြင်ပြီးတော့ပြန်ပြီးတော့တင်ပေးပါပဲပေါ့နော်ဒါလေးကပွင့်ချက်လေးတစ်ဖက်ချင်တယ်ပေါ့နော်မှားသွားလို့ပြန်ဖြုတ်လိုက်ပြန်တက်လိုက်အဲ့ဒါချီသမားတွေဘဝပါပဲကြည့်လို့သာလွယ်တယ်လို့ထင်တာပါတကယ်တမ်းကျမရင်ပြန်ဖြုတ်ပါတယ်မလိုက်ရင်လည်းပြန်ဖြုတ်ပါပါတယ်ဒီတက်လေးနဲ့လပရွှေရှင်နဲ့ဂျာပန်အရန်ကိုလပတေတက်တဲ့ဂျာပန်လေးပေါ့နော်ဂျာပန်ကောင်းစီချိုးလေးရတော့မှာဖြစ်ပါတယ်ဒီမှာပေါ့နော်အရန်ကိုလွယ်ကူရွှေရှင်ပြီးတော့လိုက်ထိုးလို့လည်းရပါတယ်ဝါသနာတူလေးတွေလိုက်ထိုးလို့ရပါတယ်အရန်ကိုလွယ်ကူရွှေရှင်ပါတယ်နေ့ရက်တိုင်းတက်မယ်တက်ပြီးတာနဲ့ဒီမှာပေါ့နော်ဒါနောက်ဆုံးပွင့်ချက်လေးပေါ့နော်ပွင့်ချက်လေးကိုထိုးပြတာဖြစ်ပါတယ်ရန်ကိုလပတေတက်တဲ့ဂျာပန်ကောင်းစီကွင်းလေးရသွားပါပြီဒါဆိုရင်ပေါ့နော်မိမိရဲ့ YouTube channel တို့ Facebook တို့ TikTok တို့မိမိရေးပြထားပါတယ်တစ်ချက်လေးအမှားစာတန်းလေးထိုးလိုက်ရင်လည်းကြည့်ပြီးတော့မိမိရဲ့ YouTube channel တို့ TikTok channel တို့ Facebook channel တို့ကိုလည်း like and follow subscribe လေးခေါင်းလောင်းလေးတွေတီးသွားပေးပါအောင်ဒီမှာခြေစားလေးကိုတင်လိုက်ပါမယ်ဒီမှာပါ YouTube channel ကတော့ crochet ပိုင်းအစားကြီးပါ TikTok channel ကတော့နာပေးပါ Facebook page ကလည်း crochet ပိုင်းအစားကြီးပါချိန်နှစ်သက်ဆိုရင်လည်းအသေးတွေပြီးသွားပါအောင်အစအဆုံးကြည့်ရှုပေးတဲ့ခြေဝါသနာရှင်လေးတွေ TikTok ကfriend လေးတွေအကုန်လုံးပေါ့နော်ညီမင်းကိုကြည့်ရှုအားပေးတဲ့သူတယောက်ချင်းဒီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ဒါကတော့မင်းထုတ်ပို့တဲ့ဥစ္စာလေးပေါ့နော် plastic လေးတွေထည့်ပြီးတော့မင်းဒါလေးကိုအိမ်လေးနဲ့တက်လေးထုတ်ပို့လိုက်ပါတယ်ဒါဆိုရင်ကိုချစ်တဲ့သူကိုခင်တဲ့သူကိုလည်းလက်ဆောင်ပေးလို့ရသလိုရောင်းလို့လည်းရပါတယ်အရန်ကိုလက်ပတ်ယူရှင်နဲ့ဂျာပန်ခေါင်းစည်းချိုးလေးရသွားပါပြီအားလုံးကို bye bye ကျေးဇူးတင်ပါတယ် love you